နေ့ကတော့ကျွန်တော်တို့ကလောကနေစထွက်တဲ့ trekking လမ်းကြောင်းလေးဖြစ်ပါတယ်ကလောမျိုးတွေကနေပြီးဒီစမ်းမလောက်ဆိုရင်ကျွန်တော်တို့45မိနစ်လောက်ရှောက်ရပါတယ်ပြီးတော့လမ်းတစ်လျှောက်ကျွန်တော်တို့ထေရှူတော်တွေလိမ္မော်ချန်တွေနဲ့ဒီစိတ်မြတ်တောင်တန်းတွေကိုဖြတ်ပြီးတော့ပလောင်ရွာလေးဘက်ကိုလမ်းလျှောက်နေတာဖြစ်ပါတယ်စမ်းကြောင်းလေးတွေကိုဖြတ်သွားတယ်တောပန်းလေးတွေနဲ့တကယ်ကိုတာယာတဲ့တနေ့တာtrekking လမ်းကြောင်းလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ကိုက်ကတော့ A1 trekking ကိုစမ်းနေမယ်ဖြစ်ပါတယ် view point လာကို ဒါကျွန်တော်ဒါ first break ပေါ့ဓမ္မနားတဲ့နေရာဖြစ်ပါတယ်ကိုက်ကကျွန်တော်တို့ရင်သက်ရှုံမောပွဲရှုပ်ရင်းကိုပြပြီးတော့သူတဲဆောင်လာတဲ့ထောပတ်တီလိမ္မော်တီနဲ့အခြားသောရာသီပေါ်တီးနှံလေးတွေကိုဒီ break time မှာကျွန်တော်တက်ခင်ခံကြုံဝေးပါတယ်ကျွန်တော်ဒီမှာမိနစ်15မိနစ်လောက်နားပြီးရင်တော့ရှေ့ကိုခီးဆက်ပါတယ်လက်ဆက်တဲ့လီခေါင်းလေးတက်ပြီးရှုပ်ပြီးကျွန်တော်တို့ပလောင်ရောကိုခီးဆက်တယ်နေ့လေစားချင်မှနားပြီးတော့ချက်ပါတီနဲ့ကျွန်တော်တို့ခုနေတဲ့စားပြည့်တက်ခင်အခန့်ကျုံပေးပါတယ်နေတဲ့စားပြီးတော့ကျွန်တော်တို့rain forest တို့ခေါ်တဲ့ဒီပလောင်ရွာအကျော်နားကကလောနီနာမှာရှိတဲ့ကန်30ရေကန်မုတ်တုံဒီတော်ဘက်ကိုကျွန်တော်တို့ဒါခီးဆက်တာဖြစ်ပါတယ်ဟို spray ဘယ်လိုပြောမလဲဆိုတော့ very nice နေအောင်တော့မခတဲ့ဒီတော်ကြီးပေါ့နော် a beautiful trekking day တော်တွေကိုဖြတ်မှာဖြစ်ပါတယ်ဒါတစ်လျှောက်မှာဒီပင်စိမ့်လေးတွေနော်ရေကန်အေးမြတဲ့ရေကန်နဲ့ဆိုအေးမြတဲ့ဆိုဆွတ်တဲ့ရာသီဥတုလည်းခံစားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော် January နော်ကတွားထားတဲ့ trekking လမ်းကြောင်းဖြစ်ပါတယ်တကယ်လည်းတာယာစိမ့်မြပြီးတော့ကြည်နိုးပီတီဖြစ်ရပါ that's beautiful စစ်စပုံကြာချင်း6နာရီလောက်ဖြစ်ပေမဲ့တကယ်ကိုတာယာခဲ့တဲ့ trekking တနေ့တာလမ်းကြောင်းလေးဖြစ်ပါတယ် we love nature we love people and we care our planet